ဒီနေ့တော့ဖျားကြောင်သွားမေးအဲ့ဒီဝတ်စုံလေးပေါ့နော်ရိုးရှင်းရှင်းလေးရွေထားပါတယ်ဖျားကြောင်သွားဖို့ပြလို့ရှင်ဖျားကြောင်သွားခါနေဆိုတော့လေအက်ကလေးလေးပေါ့နော်အက်ကလေးအသက်ကလေးလက်ဆောင်ရထားတဲ့ဟာလေးကိုထုတ်ကြွားမှာအက်ကလေးအသက်ကလေးနဲ့သွားမလို့လာပါနေတာပဲကျုံဒီအက်ကလေးလက်ဆောင်ပေးထားပါတယ်ကဲသွားတော့မနော်လိုက်လာငါဝတ်စုံလေးရင်ရင်လေးဝတ်ထားတဲ့ဒီနေ့ကျတော့လေဖျားကြောင်သွားဖို့ဆိုတော့လေဖာလာเป็นการส่องด้วยมั้ยเอาเส้นเป็นการส่องด้วยมั้ยที่ว่าจุ๊ๆการลิส่องได้อะไรดูๆเองเอาเลยบ้าการลิส่องนี่บาได้การมาลาตีบ่บ่เนาะ4 မိနစ်တောင်ส่องရတယ်ကဲဖျားချောင်းရောက်နေပြီဖျားချောင်းခန့်ထဲမှာပေါ့ခိုးတော့မာကီတာလေးတွေတင်မျိုးစစ်လေးတွေလည်းပေါ့ဘယ်လိုရှိမှတရားဟောနေပြီသူကအိန္ဒိယလူမျိုးပေါ့နော်အိန္ဒိယစကားလေးပြဘာသာပြန်တဲ့လောက်ပြထားပါတယ်မြန်မာစကားနဲ့လေအဲ့ဒါဘာသာပြန်လေးထပ်ပြထားပါတယ်တရားနားထောင်ရတာလည်းကောင်းတယ်အဲ့ဒါဘာလဲပြီးပြီပေါ့နော်ပြီးရတယ်ဆိုတော့ပေါ်လေးဆွဲအင်းမ